လောကိစ္စတွေမှတ်စရာတွေကိုနိုးရှင်းမှာမှတ်ကြရအောင်ပထမဆုံးဆင့်ဖြစ်စာမျက်နှာတစ်ဖန်တီးကြအောင်ဘယ်ဘက် site ဘာမှာရှိတဲ့ add the page ကိုနှိပ်ပါနှိပ်ပြီးခေါင်းစဉ်လေးရိုက်လိုက်ပါပြီးတော့ icon အပ်လို့ရပါတယ်ကိုကြိုက်ရနှစ်သက်ရဖြစ်နောက်ထပ် page cover လည်းအပ်လို့ရပါတယ်เนาะဒီ page cover တွေကိုလည်းတွားပြီး change လုပ်ရပါတယ်ဥပမာဖြစ်ကိုကပကံကြိုက်တယ်ဆိုရင်ပကံနှိပ်လိုက်ပါဟုတ်ပြီးတော့သူရဲ့ reposition ဆိုတဲ့ချိန်လေးရပါတယ်เนาะပထမနည်းဖြစ်ပါတယ်နောက်တစ်နည်းဖြစ်တယ်တော့ slash key ကိုနှိပ်လိုက်ပါဒီကြားထဲမှာ page ကိုတော့ရှာပါရိုက်လို့လည်းရှာလို့ရပါတယ်ဆိုရင် my second page ဖြစ်သွားပါပြီထိုနည်းတူစွာ icon တွေအပ်လို့ရတယ် page cover တွေလည်းအပ်လို့ရပါတယ်ပြန်သွားချင်တယ်ဆိုရင်တော့ဒီဖက်ကိုနှိပ်လိုက်ပါအဲဆိုရင်လည်းကိုယ့်ရဲ့ page တွေရတာပါပြီလွယ်ကူတယ်မလားနောက်ထပ်တောင်းဝင်တဲ့နီးလန်းတွေအတွက် follow လုပ်ထားကြပါအောင်